ရေကူးကန်ရဲ့အဝင်ဝပါနမ်းဘိုရေကူးကန်ရဲ့အဝင်ဝပါနမ်းဘိုအဝင်ဝရဲ့ရေကူးကန်ရဲ့အဝင်ဝပါစကူပန်းလေးလည်းမကားရက်နာတဲ့နေရာတွေပါဟိုအဝင်ဝကားဝင်လာတဲ့အဝင်ဝပါဒါကရက်နာတဲ့နေရာတွေဒါကနမ်းဘိုရဲ့အဝင်ဝဒါကနမ်းဘိုရဲ့ကုန်းဘော်ရေကူးကန်မှာအပေါ်ကရေကူးကန်ရဲ့နေရာပါဒီကနမ်းဘိုရဲ့ကစ်ချင်းစပူဆောင်မှာနမ်းဘိုရဲ့နေရာလေးတွေပါနမ်းဘိုချုံဝင်းတဲ့ကိုလာလည်ရင်တွေ့ရမှာမယ်စကူပန်းတွေကတော့ပွင့်နေတာတအားပါပဲနမ်းဘိုရဲ့ကချင်းမှာဒီမှာနမ်းဘိုလာလည်ရင်မစကူပန်းလေးတွေလည်းပွင့်တာကလေးတွေကစားခွင့်မှာဒါစီလျှော်နဲ့ကလေးတွေကစားတဲ့နေရာပါဒါလာလဲတဲ့လူတွေနားဖို့အတွက်တဲခိုကန်တဲလာလဲတဲ့လူတွေစားတောက်တဲ့နေရာလေးတွေပါစကူပန်းတွေကတော့တစ်ချမ်းလုံးကိုပွင့်နေတာစကူပန်းတွေကတစ်ချမ်းလုံးကိုပွင့်နေတာပါဒါကဧည့်သည်ကြီးလာရင်နားနေတဲ့ဆောင်လေးတွေလုပ်ထားတာပါOh my god မိုးရင်းဘက်ဆိုရင်တော့ရေများတယ်နော်ဒီမှာရေနေနေဒီကကြာကန်လေးလှေစီးလို့ရတယ်လေဟိုမိုးရင်းဆိုမိုးရင်းမဟုတ်တော့ရေကနည်းနည်းကြာသွားလို့ဒီမှာဧည့်သည်တွေနားနေဆောင်လေးတွေပါဧည့်သည်တွေနားနေဆောင်လေးတွေပါဟိုဘက်မှာတဲခိုခန်းနေရှိပါတယ်ဒီဘက်မှာတဲခိုခန်းနေဒီမှာကြာကန်ကြီးပါရှင်လှေလဲစီးလို့ရတယ်အခုကတော့ရေနည်းနည်းခမ်းသွားလို့ပေါ့နော်တဲခိုခန်းနေရှိမှာလဲနားနေဖို့အဆောင်လေးတွေလုပ်ထားပါတယ်စကူပန်းတွေကတော့ပွင့်နေတာပဲတအားပဲစကူပန်းလေးတွေပွင့်နေတယ်မလေးကြာကန်လေးလှေစီးဖို့လုပ်ထားတာပါအခုတော့ရေရတယ်ဒီမှာတဲခိုတဲ့နေရာလေးတွေပါဒီမှာတဲခိုခန်းလေးကတစ်နေ့ကို6000မှာဘရိတ်ဖတ်စာလကားကျွေးပါတယ်မှာလှေဒီမှာတဘာဝလိုမျိုးပေါ့ဟိုနားနေဆောင်လေးတွေလုပ်ပေးထားတာတော်လေးလိုတဘာဝလေးလိုနားနေဆောင်လေးတွေလုပ်ထားတာနားနေဆောင်လေးတွေလုပ်ထားတာပါမပြောသေးတယ်ရတယ်တီးနေတာဒီဘက်မှာကျဘက်ကနားနေဆောင်လေးဟိုဘက်မှာကလုတ်သမားတွေနေမှုတန်းရာဒီဘက်ကိုကျမလာလိုက်ပါဦးမယ်အရင်ကတော့ဒီမှာကာလာအိုကေဆိုတာလေပြီးတော့တဲခိုကန်လုပ်လိုက်တယ်ကာလာအိုကေတွေကဟိုနောက်ထဲကိုရောက်သွားလို့ကာလာအိုကေတွေကနောက်ထဲမှာလုပ်ထားတယ်ဘာနမ်းမို့ချုံဝင်းကိုလာလေကုန်တွေ့ရပါလိမ့်မယ်ဒါတဲခိုကန်ရှင်တဲခိုကန်ရဲ့
တဲကိုကမ်းမှာလည်းအစုံတက်ထားတယ် TV လည်းကြည့်လို့ရတယ် Sky နဲ့လည်းကြည့်လို့ရတယ်ဒီမှာကနန်းဘူရတာနောက်ထဲရောက်လာတာပေါ့နော်အိုးမကားတွေပါလာရင်ဂုံးပေါ်ကနေဆင်းလာလို့ရတယ်ဒီမှာတဲကိုကမ်းလေးတွေဒီဘက်မှာလည်းတဲကိုကမ်းရှိတယ်တွေ့လားဒီဘက်မှာလည်းတဲကိုကမ်းလေးတွေရှိပါတယ်ဒါကချန်စီယူဟိုးမှာအိုးမှာအလုပ်သမားတွေနေတဲ့တန်းရာအပင်လေးတွေစိုက်ထားတယ်ဒီဘက်မှာလည်းခြံဝင်းက4 ဧကခွဲကျယ်တယ်ရှင်ဒါခြံဝင်းရဲ့ဒါနောက်ထဲကိုရောက်လာတာခြံဝင်းရဲ့အနောက်ထဲကိုရောက်လာတာပါဒီမှာခြံဝင်းထဲမှာလဲပင်ပေါင်းစုံရှိပါတယ်ပင်လေးတွေမှာငါးနေဆောင်လေးတွေလည်းလှုပ်ထားတာတော့မှငါးနေဆောင်လေးတွေလည်းဒီဘက်မှာရှိတယ်တဘာဝအတိုင်းဖြစ်အောင်တက်ကက်လေးတွေနဲ့မိုးထားငါးနေဆောင်လေးဒီမှာတခွားတွေလည်းစိုက်ထားတယ်ရှင်တခွားလေးတွေလည်းစိုက်ထားပါတယ်ဒီမှာအလှပေါ်ကန်လေးလှုပ်ထားတာမတန်းလည်းရှိတယ်ဟောဘကူလမ်းလျှောက်တဲ့လမ်းလျှောက်မယ်ဆိုလဲဒီမှာတဲခိုပြီးလမ်းလျှောက်မယ်ဆိုဟိုဘကူလည်းလမ်းလျှောက်လို့ရတယ်ဟိုဘက်ဟာနန်းမူရနောက်ကျောလမ်းလေးခြံထဲရပဲပေါ့ဒီမှာအပင်လေးတွေဝေယုံလေးတွေလောက်ထားတယ်ဒီမှာက KTV ပေါ်တက်လည်းလောက်ထားတယ်သိလား KTV ပေါ်တက်လည်းရှိတယ်အောက်ထပ်လည်းရှိတယ်ဟုတ်ကြံလည်းရှိတယ်ဟိုမှာကြံတယ်လားကြံလည်းရှိတယ်ဟိုမှာယုံလေးတွေလည်းရှိတယ်ဟိုမှာတဲကိုကန်လေးတွေကိုတောဟိုနားနေဆောင်လေးတွေကိုတောလေးလိုတက်ကယ်လေးတွေနဲ့မိုးပြီးတော့လှုပ်ထားတာဒီမှာ KTV ချင်းဆိုလို့ရတယ် KTV ကပေါ်ဓာတ်ကောအောက်ထပ်ကောရှိတနာယူ2000ခွဲပါ KTV လဲဆိုလို့ရတယ်ဟိုးဘက်ဆုံးထိရှိတယ်ဒါ KTV ဆိုတဲ့နေရာ KTV မှာအပေါ်ဓာတ်လည်းရှိတယ်ဒါနန်းမိုးရဲ့နောက်ထဲကိုရောက်သွားပြီနန်းမိုးရေကူးကန်ရဲ့နောက်ထဲမှာပါလာလေကြပါဒီမှာယုံလေးတွေလည်းရှိရဲ့ဟောက်မှာယုံလေးမှာနားနေဆောင်လေးတွေရှိပါတယ်ဒီမှာ KTV ကအပေါ်ဓာတ်လည်းရှိတယ်ဟိုမှာအပေါ်ဓာတ်မှာဟောလဲလောက်ထားတယ်ဟောကြီးဒီဘက်မှာအခန်းတွေလည်းရှိတယ်ဒါ KTV တချင်းဆိုတဲ့နေရာတွေပါဝယုံလေးတွေနဲ့တော်လန်းလေးတွေအတိုင်းလောက်ထားတာဟိုဘက်မှာဒီစိုက်ခင်းလေးတွေစိုက်ထားတာရှင်ဟိုမှာဘူးတို့ဖိတ်အောင်တို့အစုံပဲစိုက်ထားတာဟိုမှာစိုက်ခင်းလေးတွေပါဒီဘက်မှာစိုက်ခင်းလေးတွေစိုက်ထားတာပါဒါနန်းမူရဲ့နောက်ကျောဘက်ပေါ့နော်နန်းမူလာလေကြဖို့ဖိတ်ခေါ်ပါတယ်ပမာရှိလဲဆိုတော့ရန်ကုန်အထွက်လေအမြန်လန်း15မိုင်နဲ့4ဖာလုံးဘယ်ဘက်ချမ်းမှာရှိပါတယ်တငယ်ချင်းများအားလုံးလာလေဖို့ဖိတ်ပါတယ်